မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တိုင်း channel မှာပြန်လေးကြိုးစားလိုက်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဒီနေ့ခွန်းတောင်းလောင်းဘေးကွင်းမှာကျွန်တော်တို့ငွေဘယ်လိုရှာရမလဲပေါ့နော်ကျွန်တော်တို့ဘယ်လိုဝင်ရှာလို့ရမလဲပေါ့နော်အဲ့ဒီအကြောင်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့စိတ်ဝင်စားရင်ဒီဗီဒီယိုလေးကိုအစနဲ့အဆုံးထိကြည့်လိုက်ပါဟုတ်ပြီကျွန်တော်ခွန်းတောင်းလောင်းဘေးကွင်းမှာဝင်သွားလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ပထမရအကောင့်ဖွင့်ပြတာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့အခုထိအကောင့်မဖွင့်ရသေးဘူးဆိုရင်ကျွန်တော်ကွန်ဘက်မှာခွန်းတောင်းလောင်းပင်ဝင် link ပို့ပေးထားလိုက်ပါမယ်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့အကောင့်ဖွင့်လိုက်ပါအကောင့်ဖွင့်ပြီးပါလို့ရှိရင်ငွေသွင်းရမှာဖြစ်ပါတယ်ငွေသွင်းပြီးပါငွေရှာလို့ရရင်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ဒီ member အတွေ့ကြတော့အကောင့်အသေးဖောက်လို့ရှိရင် bonus 1000ရတယ်ပေါ့နော်မိတ်ဆွေတို့အဲ့ဒီ link ကိုနှိပ်ပြီးတော့အကောင့်ဖောက်ပါဟုတ်ပြီမိတ်ဆွေတို့အကောင့်ဖောက်သွားလို့ရှိရင်မိတ်ဆွေတို့အဲ့ဒီ app ကို download ဆွဲလိုက်ပါအဲ့ဒီ app download ဆွဲလိုက်လို့ရှိရင်မိတ်ဆွေတို့က bonus 1000ရမှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ငွေသွင်းပြီးပါလို့ရှိရင်ဒီ file ဒီမှာဝင်လောရမှာဖြစ်ပါတယ်ဒီမှာပေါ့နော်ဟုတ်ပြီကျွန်တော်တစ်ချက်ထောက်လိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ဒီနေရာရောက်လာလို့ရှိရင်ကျွန်တော်တို့ဘယ်လိုဝင်ရှာလို့ရမလဲပေါ့နော်ကျွန်တော်ရှင်းပြပါမယ်ဟုတ်ပြီမိတ်ဆွေတို့ဒီ A line ပေါ့နော် A line ကိုကျွန်တော်တို့ပထမဆုံးနေရတာဖြစ်ပါတယ်နော်ဟုတ်ပြီဒီ B line နေရတာမဟုတ်ဘူးပေါ့နော်ဒီ B line လည်းနေရတာမဟုတ်ဘူးပေါ့နော်ဒီ C line လည်းနေရတာမဟုတ်ဘူးပေါ့နော်ဒီ D line လည်းနေရတာမဟုတ်ဘူးပေါ့နော် E line လည်းနေရတာမဟုတ်ဘူးနော်ဒီ sum line လည်းနေရတာမဟုတ်ဘူးနော်ဒီနေရာတတိထားပြီးလုပ်ပါဟုတ်ပြီ A line ကိုရွေးပြီးတော့ကျွန်တော်တို့လောက်ရမှာဖြစ်ပါတယ်ဟုတ်ပြီ A line ကိုရွေးပြီးပါလို့ရှိရင်ကျွန်တော်တို့ဘယ်လိုငွေရှာရမလဲပေါ့နော်ဟုတ်ပြီဒီမှာမိတ်ဆွေတို့ကြည့်လို့ရပါတယ်ဒီမှာပေါ့နော်ကဏ္ဍ9လုံးရှိတယ်ပေါ့နော်သူကကဏ္ဍ9လုံးကိုပေါင်းပြီးတော့ဒီမှာသူကတခါတည်းပေါင်းပေးထားတယ်ပေါ့နော်ပေါင်းပေးထားတဲ့ကဏ္ဍ2လုံးကိုကျွန်တော်တို့ထပ်ပြီးတော့ပေါင်းရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီကဏ္ဍ2လုံးပေါင်းပြီးပါလို့ရှိရင်ဒီ ID နောက်ကကဏ္ဍ1လုံးကိုထပ်ပြီးတော့ပေါင်းရမှာဖြစ်ပါတယ်ဥပမာဒီမှာ9နှစ်ရှိတယ်ပေါ့နော်9နှစ်ကြတော့ခွန်းကြတော့ခွန်းရဲ့4ပေါင်း7ပေါ့နော်7ကြတော့အတေကဏ္ဍပေါ့နော်အသေးပေါ့ကျွန်တော်တို့ပတ်စံထောင်းမှာဖြစ်ပါတယ်ဒီမိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်အသေးအကြီးကြီးပေါ့နော်ဟုတ်ပြီကျွန်တော်ပေါင်းပြပါမယ်နေ့ရဲ့9ရက်ပေါင်းခွန်းရဲ့4ပေါင်း7ပေါ့နော်7ကြတော့အသေးကဏ္ဍပေါ့နော်အသေးကျွန်တော်တို့အသေးပေါ့ပတ်စံထောင်းမှာဖြစ်ပါတယ်နော်ဟုတ်ပြီဘာဖြစ်လဲကြည့်အောင်ပေါ့နော်ဟုတ်ပြီအကြည့်ဖြစ်တယ်ပေါ့နော်ရတယ်ဘာမှဖြစ်ဘူးဒုတိယအကျဉ်းကျွန်တော်တို့ဇာလိုက်ပြီးထောင်းမှာဖြစ်ပါတယ်နော်ကျွန်တော်ပြန်ပေါင်းလိုက်ပေါ့နော်9ရက်နေ့ရက်ပေါင်းခွန်းရဲ့9ရက်ပေါင်း7နေပေါ့နော်7နေကြတော့အသေးကဏ္ဍပေါ့နော်ဟုတ်ပြီကျွန်တော်အသေးပေါ့ထိုးလိုက်မယ်မိတ်ဆွေတို့ဒီကဏ္ဍနှလုံးရဲ့ဒီကဏ္ဍနှလုံးရဲ့ဒီ ID နောက်ကကဏ္ဍတစ်လုံးပေါ့နော်ဒီကဏ္ဍပေါ့နော်အဲ့ဒီ3လုံးကိုပေါင်းပြီးတော့ကျွန်တော်တို့အကြည့်ဖြစ်လားအသေးဖြစ်လားအကြည့်ဖြစ်အကြည့်ပေါ်ပတ်စံထောက်ရတာဖြစ်ပါတယ်အသေးဖြစ်အသေးပေါ်ပတ်စံထောက်ရတာဖြစ်ပါတယ်ဟုတ်ပြီမိတ်ဆွေတို့ဒီမှာမာလဲရှိတယ်စုံလဲရှိတယ်ပေါ့နော်မိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်ဟုတ်ပြီအဲ့ဒီပေါ်ကျွန်တော်တို့ပတ်စံထောက်ရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ထောက်ရမယ်ကြတော့အကြည့်အသေးပေါ့နော်ဟုတ်ပြီဟုတ်ပြီကျွန်တော်ရှုံသွားတယ်ပေါ့နော်ရတယ်ဘာမှဖြစ်ဘူးကျွန်တော်ဒုတိယကျင်းဇားလိုက်ပြီးထုတ်မယ်ပေါ့နော်ဟုတ်ပြီ9ရက်3ရက်2ရက်ပေါင်း9ရက်6ရက်ပေါင်း7ပေါ့နော်7ကြတော့အသေးကဏ္ဍပေါ့နော်ဟုတ်ပြီကျွန်တော်အသေးပေါ့ထိုးလိုက်မယ်ဒီမှာနော်ဟုတ်ပြီခုနကကျွန်တော်100နေပေါ့နော်ဒုတိယကျင်းကျွန်တော်3စားထိုးမယ်ပေါ့နော်300ဟုတ်ပြီမိတ်ဆွေတို့ဒီမှာဒီကဏ္ဍပေါ့နော်ဒီကဏ္ဍလဲသူက line နဲ့တက်ဆိုင်နေပေါ့နော်အဲ့ဒီကဏ္ဍပေါ်လဲမိတ်ဆွေတို့မထိုးပါနဲ့ဟုတ်ပြီကျွန်တော်တို့ထိုးမယ်ကြတော့အကြည့်အသေးပေါ့နော်ကဲကျွန်တော်ပြန်ရှောင်သွားပြီဒီတကကျွန်တော်ပြန်ပေါင်းလိုက်မယ်နေ့ရက်ရှေ့ပေါင်း10ရက်ခွင့်ရပါ7ခွန်ပေါ့နော်7ခွန်ကြတော့အကြည့်ကဏ္ဍပေါ့နော်ဟုတ်ပြီအကြည့်ပေါ်ကျွန်တော်ခုန306နေပေါ့နော်ဒီတကကျွန်တော်300ကို3စားထုံးမယ်ပေါ့နော်900ဟုတ်ပြီကျွန်တော်ထိုးလိုက်မယ်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်တို့ဇာလိုက်နိုင်မှအနိုင်ဖြစ်မယ်ပေါ့နော်ဇာမလိုက်နိုင်ရင်အချောင်းဖြစ်မှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့ကျွန်တော်ဥပမာကစားပြရတယ်ပေါ့နော်မိတ်ဆွေတို့နားလည်အောင်ပေါ့နော်ဟုတ်ပြီကဲမိတ်ဆွေတို့ဒီမှာကြည့်လို့ရပါတယ်ကျွန်တော်အနိုင်ဖြစ်သွားပြီပေါ့နော်ဒီမှာအရင်ကအမြင်ကအကုန်ရတယ်ပေါ့နော်ဟုတ်ပြီဒီလိုပဲဇာလိုက်ပြီးတော့ထုံးမယ်ဆိုရင်အမြင်ရမယ်ပေါ့နော်အနိုင်ဖြစ်မှာပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့အနည်းဆုံး2000သွင်းပါ2000သွင်းပြီးမှလောက်ပါနော်ဟုတ်ပြီမိတ်ဆွေတို့အခုဒီကျွန်တော်တန် channel ကို subscribe မလုပ်တယ်လဲ subscribe လေးလုပ်ထားပါမိတ်ဆွေတို့အစင်မပြေတာတခုခုရှိရင်ကျွန်တော် Telegram channel ကို join လိုက်ပါဟုတ်ပြီ